ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တော့ FB ဖြစ်ပါတယ်ဒီနေ့ view လေးမှာတော့ကျွန်တော်မြန်မာ Plaza offline ပွဲမှာ fan နေနဲ့တွားပြီးတော့ကျန်းခဲ့တဲ့ view လေးကိုကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အခု view လေးကိုကြည့်နေတတ်တယ်ဆိုရင်တော့ like လေးတစ်ခုနှိပ်ခဲ့ပြီးတော့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်သေးလို့ဆိုရင် subscribe နှိပ်ပြီးတော့ဘေးနဲ့ account လေးပါနှိပ်ခဲ့ပြီးတော့ VPN လေးကြော်ပြီးချွန်ချာလေးကြည့်ဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒါဆိုရင် view လေးဆက်လိုက်အောင်ဗျာID လေးချက်စစ်တယ်ကျွန်တော် fan match ကဒီနေ့၄ပွဲတောင်ဆော့မှာဖြစ်ပါတယ်နော်၄ပွဲတောင်ဆော့မှာဖြစ်ပါတယ်နော် Okay ဒီလေးပုံမှန်ထိုင်လေးကျွန်တော်တို့ fan match မှာတော့ကစားခွင့်ရရှိတဲ့ဒီ guest speaker တွေကဒီ6ဦးစလုံးကတော့ Infinix ရဲ့ back တွေလက်ဆောင်ရရှိမှာဖြစ်ပါတယ်โอเคပွဲလေးရရောကျွန်တော်ဟိုဘက်တင်းနေရနေဆိုရင်တော့ Matic Pro Player ဖြစ်တဲ့ကျွန်တော် CP နဲ့ Ruby DD ပါပြီးတော့ကျွန်တော်ဘက်ကတော့ကျွန်တော် Coach Zeya နဲ့ကျွန်တော် K-Set ပါတာဖြစ်ပါတယ်Fanny ဒီပြီအိုးစော်ရဲလာတယ်ဆွဲရတယ်ဟောတယ်နော်ဒီကောင်လေးအောင်ထဲမှာတော့ဗဒီကတော့6ပဲဗဒီအတော့မတက်တယ်ကတော့ပြန်ပိုင်း finance အော် nice စော်ရကောင်းဒီငယ်လေးရှားရတော့အကောင့်ကိုပြင်ထွေဖိုကေအိုးဒီရှင်ပိုင်းမှာရတာတော့ဒီမစားလေးအဲ့မဲ့အော် nice စော်ရကောင်းတယ် Fanny စိတ်ကြီးပဲမေး哎呀，没到嘞！哎呀，赶紧接你，没到嘞，小鱼。哦，这边不弄听到嘞，这边把这个。Nice。ဒီစနေကျွန်တော်တို့ပြန်ပြီးထားပြီးတော့ငါကြီးရဲ့ကိလေသာရန်သားပါတက်နေပါကျွန်တော်ဖမ်းဝဲကိုပြစ်ကဒီရောက်ရစတာတော့ဒီကျွန်တော်တို့ Ruby ပြန်ထားတယ်ဒီကိကျွန်တော်တို့တော့ finance ကရှော့အော်စောင်းရဲကောင်းတယ်ရောဟေး nice ဒီကောင်းရင်ပွဲထိန်ရတာဖတ်ပါတယ်ဒီဟုတ်တာပါဟုတ်တယ်ရဲကောင်းရင်ပွဲထိန်ရတာမလွယ်ပါဘူးနော်ဒီဆိုတဲ့ဟီရိုမျိုးကလည်းကန်ရတာထက်တဲ့မှာလေပါပါတယ်ကျွန်တော်လည်းမကန်တတ်ပါဘူးဟောပြီးရောဒီဖန်နီပဲဖြစ်ပါတယ်ဒါပဲလေဒီပြီကျော်ဒီပြီအိုးနိုင်ဟုတ်တယ် fucking ever ကျဲကျော်သွားတယ် fucking ever တန်းထက်ခံရရတယ်fan ပဲကြည့်ရမယ် fan ကြီးဒီဘက်က fan ကြီးကြည့်လို့ကောင်းတယ်ဘယ်လဲ question တော့ကျွန်တော်ကတန်းပိုင်းကလစ်တန်းကြပါပြီနောက်တော့ထပ်ပြီး pass ရရမယ်ကြီးရရှိတယ်အဲ့မှာထပ်ပြီးတော့ speaking ပဲနောက်တော့ game step ထိုင်းနဲ့ထိုးသားပြီးထိုင်းကိုထိုးသားပြီးလုပ်ပြီးတော့နည်းနည်း 4 ပဲအောင်တယ်တော့မှတယောက်ကြတော့ကြတာဆိုလို့ကဘယ်မှာမသိဘူးတော့တော့ area time မှာ goal line ထိုင်ဦးစားဒီကိုလုံးပြနေ raw CG ပဲမရတော့ဘူးသူအကောင်းဆုံးမလို့သူချင်းထောင်းလေသူဘက်ကတင်းဝင်နေတဲ့ chemistry နေနဲ့လွဲနေတဲ့ကံမျိုးဟာသူချင်းမတက်ဒီဟာသူချင်းကတန်းဝင်သွားတယ်ခါတဲ့ ammo chance ကတော့များနေသူချင်းကပါကြီးလေတော့ဒီကတော့တန်းအော်ကောင်းတယ်တော့နောက်ပိုင်းပြန်ထွက်လာရီဟူတာနေနဲ့တူတယ်ပြန်ဆိုင်မှာကြည့်အောင်လေတော့အကောင်းဆုံးဆိုရင်ဒီ TV တွေကြားမှာဆဲပြနေတာတော့အော်ရေးသူချင်းကြီးကဘာကြီးလဲမတက်ကြီးရထွက်လာနေကျွန်တော်တို့ရဲ့ဒီ log ကလေ second log ဖြစ်တဲ့ကြောင့် second log ယူပြီးမှပြန်အံ့တာဘယ်ကောင်းလို့ကျွန်တော်တို့တင်နေကြနော်ဒီ second log ယူပြီး try မယ်တော့ဘာပြောဒီ second log ကပုံစိတ်ချ GP ကဖလေကိုင်းခုံသွား
ပွဲတော့ရုံးပေးနေပါလေနော်ရုံးပေးနေတယ်နော်နောက်မှအန်ဖိုမီအင်ဖာရက်စပေါ်လို့ရှိရင်တော့ထပ်ပြီးတော့ပဲဖန်တဲ့ချက်ကြီးနဲ့ဒါသာလူပါရင်တော့စီးကတော်လာပြောပြီကြည့်အောင်ဆက်ဆဲကပဲတင်လိုက်ပါတော့ပရှေရိုအော်တော့ကြောက်သွားပြီကောင်းတယ်၄ယောက်ပဲရှိတယ်ခဏဆိုင်တော့over the 5ပြန်ပြီးစားလို့ရပါတယ်အပိုင်းတည်းကိုထိနေပြီဆိုတော့ခဏကတောင်းလို့ရဆိုမယ်ဖမှပြန်ပြီးမစီး FCK ပဲကြားရမှာတော့ရောအော်ဖန်နေတယ်တော့သွားပြီOh nice ပြည့်နောက်မှပြန်ဖတ်တဲ့ကင်းနေကောင်းဆက်လိုက်တော့ချနေသေးပါနောက်ကပေးရဲ့ဒီရှူချင်းဒက်မီစားရဲပေါ့ဆောက်ကဒီနေ့နာသူနဲ့ဘူကြီးတက်ပြီးတော့မြက်ကောင်းလို့သွေးတော်လေးတော့ကိုင်းသွားတယ်နောက်မှစူပါပိုဇီရှင်အန်တိုနီကြားထဲမှာ TV နဲ့ကောဒီပေါ်လေးပြန်ချအဲ့မှာပြန်လိုက်တော့နေတယ်ဆိုတော့ပြန်ချသွားတယ် TV ထပ်ပြီးတော့နောက်ကစူပါပိုဇီကြားရဲ grab ကေတော့ထွက်တဲ့ကိလို့ဒီယူတော့ယူလို့ရတယ်နော်ကျွန်တော်ဘာလို့လဲတို့အဲ့ဒါမှအဲ့ဒီကပါတယ်ဥပမာဒီညွှန်တွေကလေတက်မလာသေးဆိုတော့အဲ့လည်းရှင်တယ်ပြန်ပြီးအန်ဖို့တော့များပါပြီနောက်ဆုံးမှာတော့ကျွန်တော်တို့နော်လူမီကြီးတို့ကတော့ဇေယျတို့တင်တော့ဒါကတော့ကျွန်တော်မက်သစီကိုဇေယျခေါ်ဆရာကြီးနဲ့ရိုက်ခဲ့တယ်ပေါ့နော်တပုံလေးအဆင်ပေါ်မှာအလှလေးပဲโอเคဒါကတော့ကျွန်တော် match result လေးပေါ့နော်ဒီပေးပေးပြန်ဆရာတော့အစလုံးလာပြီနော်โอเคဒီနေ့တော့လက်ဆောင်လေးပေးပါโอเคလက်ကောက်သားလေးအကုန်ပေးပါဦးခင်ဗျโอเคနောက်တစ်နေ့ဦးပြပြောဟိုပဲနိုင်လို့တော့လည်းနိုင်ကြတယ်ဘယ်ကိုကြည့်ရလဲအခုဒီပေးလိုက်ပါโอเค the last one ပြပါတယ်ဟုတ်တယ်အဲ့တော့ဒီဘက် team မှာဘယ် hero pick ကြတဲ့လူကဒီကြီးရပက်ကြမယ်လို့ထင်ပါတယ်โอเคပန်နီပါတယ်လို့လက်တော့ပြပေးပါဦးဒီလက်ကောက်သားလေးတက်ပြီးကြားကြပါမယ်ခင်ဗျာတော့အားလုံးခုဖို့တို့လေးဆက်ရချင်ပါတယ်ရှင်းပါတစ်ဆက်လားဒီလေးနဲ့ပါပေးပါ enjoy လုပ်ပေးပါโอเคလာလေးပြန်မှတ်တက်စားလာရှင်းလေးထွက်လိုက်မယ်ဒီလိုရှင်းလေးဝိုင်းလိုက်โอเคဒီဘက်3ယောက်ကဒီဘက်တော့ကျေးဇူးတော်တော်ရောမပြောကြည့်တော့ကအမေသားအာဒီလေးလားဟုတ်တယ်လေးလေးစီစားလေးလေးဒီနေရာပေါ်လိုက်တော့ရတယ်